လူငယ်အမျိုးသမီးတကူတော်မိခင်3ယောက်ဟာတယောက်ပြီးတယောက်ထူးဆန်းစွာပျောက်ဆုံးသွားခဲ့ပါတယ်။ဒါပေမဲ့ဒီဖြစ်ရရဲ့နောက်ွယ်မှာတော့လူမဆန်တဲ့လူသက်သမားကလမ်းဘေးမှာအသားကိတ်မုတ်တွေနဲ့အသားလုံးကြော်တွေကိုခက်တီတီနဲ့ရောင်းချနေခဲ့တာပါ။ဒီလိုသွားရည်ကြစရာကောင်းတဲ့လမ်းဘေးမုတ်တွေထဲမှာဘယ်လိုထူးခြားစမ်းပြတဲ့ပါဝင်ပစ္စည်းတွေဖွက်ထားသလဲဆိုတာကိုတော့ဘယ်သူမှအရေးမွားမြမသိခဲ့ကြပါဘူး။ဒါမဲ့ဒီဆိုးရွားလာတဲ့အမှန်တရားကိုအစဖော်ပေးခဲ့တာကတော့9နှစ်အရွယ်မိန်းကလေးငယ်လေးတစ်ယောက်ပါပဲ။သူမကအိမ်နောက်ဖေးဝင်းနဲ့ရေခဲတစ်တာကိုလက်ညှိုးထိုးပြရင်းဖေဖေကအတော်ကြီးကိုအဲ့ဒီထဲမှာထည့်ထားတာလို့အပြစ်ကင်းစင်စွာနဲ့ပြောပြခဲ့တာဖြစ်ပါတယ်။အချိန်ကို2012ခုနှစ်ဖေဖော်ဝါရီလ25ရက်နေ့ဘရာဇီးနိုင်ငံဂါရန်ဟွန်စ်မြို့စီကိုပြန်သွားကြည့်ရအောင်အသက်32နှစ်အရွယ်ဂျီဆယ်လီဟာထုံးစံအတိုင်းအပြင်ထွက်ဖို့ပြင်ဆင်နေခဲ့ပါတယ်။ဂျီဆယ်လီဟာကွာရှင်းထားတဲ့တကူတော်မိခင်တစ်ယောက်ဖြစ်ပြီးကလေး2ယောက်ရဲ့စားဝတ်နေရေးအတွက်မြို့ထဲကလမ်းတကာမှာနေတိုင်းလက်ကမ်းစာဆောင်တွေလိုက်ဝေရင်းရုန်းကန်နေရသူပါအလုပ်အားတဲ့အချိန်တွေမှာလည်းဒေသခံစိတ်ပိုင်းဆိုင်ရာစောင့်ရှောက်ရေးဌာနကိုတွားပြီးခရစ်ယာန်ဘာသာအကြောင်းမျှဝေတာသူ့ရဲ့ဘဝအတွေ့အကြုံတွေကိုပြောပြတာနဲ့ဒုက္ခရောက်နေသူတွေကိုကူညီပေးတတ်တဲ့စေတနာရှင်တစ်ယောက်လည်းဖြစ်ပါတယ်။ဒီနေ့မှာတော့အဲ့ဒီဌာနမှာပဲသပင်ဖြူဖြူမျက်နှာပြုံးပြုံးနဲ့အတော်ကြီးတစ်ယောက်ကဂျီဆယ်လီစီချင်းကပ်လာခဲ့ပါတယ်။အဲ့ဒီအတော်ကြီးနာမည်ကအီဇာဘယ်ဖြစ်ပြီးသူကိုယ်တိုင်လည်းဖျားသခင်ကိုကိုးကွယ်တဲ့ဘာသာဝင်တစ်ယောက်ပါလို့မိတ်ဆက်ခဲ့ပါတယ်။အီဇာဘယ်ကစိတ်မကောင်းတဲ့မူရာနဲ့ပြောတာကတော့သူ့အိမ်မှာလမ်းမရောက်ပြီးစိုးသွမ်းနေတဲ့သမီးတစ်ယောက်ရှိလို့ဂျီဆယ်လီကိုအိမ်ကိုဧည့်သည်အဖြစ်ကြွားရောက်စေခြင်းနဲ့သမီးဖြစ်သူနဲ့တငယ်ချင်းလှုပ်ပေးရင်းတမချန်းစာအတူတူဖတ်ပြီးဖျားသခင်ရဲ့စကားတော်တွေနဲ့လမ်းညွန်ပြုပြင်ပေးပါလို့အကူအညီတောင်းခဲ့ပါတယ်။ဘာသာရေးတရားပြန်ပွားစေခြင်းပြီးသူတစ်ပါးကိုကူညီခြင်းနဲ့ဂျီဆယ်လီအတွက်တော့ဒါဟာအင်မတန်ကြိုးကြောင်းစီလျော်တဲ့တောင်းဆိုမှုတစ်ခုဖြစ်နေခဲ့တာပေါ့။ဒါပေမဲ့လည်းဂျီဆယ်လီကချက်ချင်းကြီးတော့သဘောမတူခဲ့ပါဘူး။ဘာလို့လဲဆိုတော့မကြသေးခင်ကမှသူ့နောက်ကနေတယောက်ယောက်ကစိုက်ကြည့်နေတယ်လို့မျိုးမတင်ကားစရာခံစားနေရလို့ပါပဲတကယ်တော့သူ့နောက်ကိုတန်တန်မာမာလူဖြူကြီးတယောက်ချောင်းမြောင်းလိုက်နေတယ်လို့သူ့အမဖြစ်သူကိုကြောက်ကြောက်လန့်လန့်နဲ့ပြောပြခဲ့ဘူးပါသေးတယ်ဒါပေမဲ့နောက်ဆုံးမှာတော့သူတစ်ပါးကိုကူညီခြင်းတဲ့စိတ်ကစိုးရိမ်စိတ်ကိုကြော်လွှားသွားခဲ့ပြီး2012ခုနှစ်ဖေဖော်ဝါရီလ25ရက်နေ့နေ့လယ်ပိုင်းမှာဂျီဆယ်လီဟာချင်းဆိုထားတဲ့အတိုင်းအီဇာဘယ်တို့အိမ်ကိုသွားဖို့ဆုံးဖြတ်လိုက်ပါတယ်သူကကလေးတွေကိုနှုတ်ဆက်ပြီးအဲ့ဒီအိမ်ကိုထွက်သွားခဲ့ပါတယ်ဒါပေမဲ့ဝမ်းနည်းစရာကောင်းတာကတော့ညမိုးချုပ်တဲ့အထိဂျီဆယ်လီပြန်ရောက်မလာတော့တာပါပဲမိသားစုဝင်တွေကရဲတိုင်ခဲ့ပေမဲ့လည်းရဲတွေစုံစမ်းစစ်ဆေးတဲ့အခါမှာတော့ဘာချီယာခံမြရှာမတွေ့ခဲ့ပါဘူးဒီလိုနဲ့ရဲတွေစုံစမ်းလို့မရသေးခင်နောက်ထပ်15ရက်အကြာမတ်လ12ရက်နေ့မှာတော့နောက်ထပ်အမှုတစ်ခုထပ်မံဖြစ်ပွားခဲ့ပါတယ်ဒီတစ်ခါပျောက်ဆုံးသွားခဲ့သူကတော့အသက်20အရွယ်အလက်ဇန်ဒါဆိုတဲ့မိန်းကလေးပါဒီမိန်းကလေးရဲ့ဘဝအကြီးမားဆုံးအိမ်မက်ကတော့တက္ကသိုလ်တက်ပြီးစိတ်ပညာရှင်တစ်ယောက်ဖြစ်လာဖို့ပါပဲဒါပေမဲ့အသက်16နှစ်မှာမမျှော်လင့်ပဲကိုဝင်ရခဲ့တာကြောင့်သူ့ရဲ့ဘဝရည်မှန်းချက်တွေအကုန်ပျက်စီးသွားခဲ့ရပါတယ်။အခုအသက်20မှာတင်သူဟာကလေး3ယောက်ရဲ့မိခင်ဖြစ်နေခဲ့ပြီဖြစ်ပြီးကလေးတွေကိုကျွေးမွေးနိုင်ဖို့ဟိုဟိုတီတီအလုတ်ကျန်းတွေလိုက်လို့ရင်းမနှဲရုန်းကန်နေရတာဖြစ်ပါတယ်။အလက်ဇန်ဒါမပြောက်ဆုံးခင်ရပ်ပိုင်းအလိုမှာပဲဂျက်စီကာလို့ကိုမိတ်ဆက်တဲ့အမျိုးသမီးငယ်တစ်ယောက်ကအလက်ဇန်ဒါစီခဏခဏရောက်လာခဲ့ပါတယ်။သူမကသူ့အိမ်မှာကလေးတစ်ယောက်ရှိတယ်။ကလေးထိန်းပေးဖို့လာငားကျင်တာပါလို့ပြောခဲ့တာပါ။ဒါအပြင်အစားအသောက်အခမဲ့ပြင်လာစာကိုပါပြင်ပပေါက်ဈေးထက်1.5စာပို့ပေးမယ်လို့စာစည်းရုံးခဲ့ပါတယ်။အလက်ဇန်ဒါမှာတော့ဒါကိုကြားလိုက်ရတာနဲ့မျက်လုံးတွေဝင်းကနေဖြစ်သွားခဲ့တာပေါ့။ဒီပတ်စံရရင်အုတ်တွေဝယ်ပြီးကလေးတွေအတွက်တကယ်အိမ်လေးတစ်လုံးစောက်ပေးလို့ရပြီဆိုပြီးသူ့အမေကိုစိတ်လှုပ်ရှားစွာနဲ့တွက်ပြနေခဲ့ပါတယ်။ဒါပေမဲ့အမေဖြစ်သူကတော့ဒီစကားကိုကြားချင်းစိတ်ထဲမှာမတင်မကျဖြစ်သွားခဲ့ပါတယ်။ဂါရန်ဟွန်စ်လိုမြို့သေးသေးလေးမှာအားလုံးကစင်းရဲသားတွေကြီးပဲမို့ဘသူကများကလေးထင်းကိုဒီလောက်လာစာအများကြီးပေးမှလဲတခုခုတော့မှားနေပြီလို့စိုးရိမ်မိတာပါ။ဒါပေမဲ့လည်းစင်းရဲလွန်းတာကြောင့်မတ်လ12ရက်နေ့မှာတော့အလက်ဇန်ဒါဟာကလေး3ယောက်ကိုအမေနဲ့အပ်ခဲ့ပြီးပလတ်စတစ်အိတ်ထဲအဝတ်အစားနည်းနည်းထည့်ကအလုပ်လုပ်ဖို့ထွက်သွားခဲ့ပါတယ်။အဲ့ဒီနေ့နေ့လယ်မှာပဲသူကအမေဖြစ်သူစီဖုန်းဆက်ပြီးအလုပ်ရှင်အိမ်ကိုဘေးကင်းရောက်ပြီးအားလုံးအဆင်ပြေတယ်လို့လေတံအေးအေးလေးနဲ့သတင်းပို့ခဲ့ပါသေးတယ်။ဒါပေမဲ့ဒါဟာသူဒီကဘာကြီးကိုခြံထားခဲ့တဲ့နောက်ဆုံးအတန်ဖြစ်သွားလိမ့်မယ်လို့ဘသူကများထင်မှတ်ထားကြမှာလဲ။သတင်းပတ်အနှဲငယ်အတွင်းမှာတင်တကူတော်မိခင်2ယောက်ဟာအလားတူဖိတ်ခေါ်မှုမျိုးကိုလက်ခံပြီးထူးထူးဆန်းဆန်းပျောက်ဆုံးသွားခဲ့တာကြောင့်တမျိုးလုံးရုပ်သေးသေးဖြစ်ကုန်ကြပါတယ်။တကယ်ပဲဒီလိုအေးချမ်းလာတဲ့မြို့လေးထဲမှာတကူတော်မိခင်တွေကိုပဲရွေးတက်နေတဲ့ရက်ဆက်လုံးတဲ့လူသက်သမားတစ်ယောက်ပုံအောင်နေတာများလားစုံစမ်းစစ်ဆေးမှုတွေလမ်းစာပြောင်းနေတော့မှာပဲဂျီဆယ်လီရဲ့အိမ်ကိုရောက်လာတဲ့စာတစောင်ကဒီအမှုကြီးကိုဖော်ထုတ်ဖို့အရေးကြီးတဲ့လမ်းစာဖြစ်လာခဲ့ပါတယ်။အဲ့ဒီစာကတော့ credit card ဘေးစာရွက်ပါဂျီဆယ်လီပျောက်ဆုံးပြီး2ရက်အကြာမှာပဲသူ့ရဲ့ credit card ကိုမြို့ထဲကဆိုင်ကားဆိုင်မှာစက်တိုက်အသုံးပြုပြီးပစ္စည်းတွေအများကြီးဝယ်ထားတာကိုတွေ့လိုက်ရပါတယ်။မိသားစုဝင်တွေကလည်းတစ်စက္ကန့်တောင်မဆိုင်ပဲဘေးစာရွက်ကိုယူပြီးရဲစခန်းကိုတန်းပြေးခဲ့ကြတာပေါ့။ရဲတွေကအဲ့ဒီဆိုင်ငါးဆိုင်ကိုသွားပြီး
CCTV မှတ်တမ်းတွေကိုလိုက်စစ်တဲ့အခါမှာတော့ဂျီဆယ်လီရဲ့ကတ်ကိုတုံးနေတာဟာဂျီဆယ်လီမဟုတ်ပဲလုံးဝသစိမ်းယောက်ျားတစ်ယောက်နဲ့မိန်းမတစ်ယောက်ဖြစ်နေတာကိုတွေ့လိုက်ရပါတယ်။ယောက်ျားကအသက်50ဝန်းကျင်ကိုလုံးကိုတဲ့တန်မာသူဖြစ်ပြီးမိန်းမကတော့အရန်ငယ်သေးတဲ့အနီရောင်ကာဝင်ဝတ်ထားသူပါ။သူတို့နှစ်ယောက်ဟာဆိုင်ထဲမှာပစ္စည်းရွေးနေတော့မှတွန်းဆုပ်ဖြစ်နေပေမဲ့ကတ်ချစ်ပြီးငွေပေးချေတဲ့အချိန်မှာတော့အင်မတန်ကျွမ်းကျင်လာပါတယ်။အနီရောင်ကာဝင်ဝတ်မိန်းမကဘောပင်ကိုယူပြီးမျက်တောင်တစ်ချက်မခတ်ပဲဂျီဆယ်လီရဲ့နာမည်ကိုအတူလက်မှတ်ထိုးသွားခဲ့တာပါ။ဆိုင်ရဲ့စည်းကမ်းအရပတ်စံအများကြီးသုံးရင်မှတ်ပုံတင်ပြရတာကြောင့်မှတ်ပုံတင်စစ်မယ်လို့ကြားတော့အနီရောင်ကာဝင်ဝတ်မိန်းမကအိတ်ထဲမှာကမူးရှူးထိုးလိုက်ရှာပြီးမှတ်ပုံတင်ပျောက်သွားတဲ့ပုံစံမျိုးမင်းသမီးရှုံးအောင်အိုက်တင်တွေလုပ်ပြခဲ့ပါတယ်။အဲ့ဒီအချိန်မှာဆိုင်ထဲမှာလူတွေအများများနေပြီးအနောက်မှာလည်းတန်းစီနေကြတာကြောင့်ဆိုင်ဝန်ထမ်းကစိတ်မရှိတော့ပဲမှတ်ပုံတင်မစစ်တော့ပဲငွေပေးချေမှုကိုဒီအတိုင်းပြီးအောင်လုပ်ပေးလိုက်ပါတယ်။အခုတော့အမှုကလမ်းစာရှင်းသွားခဲ့ပါပြီ။ဂျီဆယ်လီဟာအသက်ခံလိုက်ရတာသို့မဟုတ်ဒီလူနှစ်ယောက်ရဲ့ဖမ်းဆီးချုပ်နှောင်ခြင်းကိုခံထားရတာတေချာသွားခဲ့ပါပြီ။ရဲတွေက CCTV တဲကလူပုံတွေကိုချက် print ထုတ်ပြီးမြို့အနှံ့ကင်းလှည့်နေတဲ့ရဲအရာရှိတွေစီချက်ချင်းဖြန့်ဝေလိုက်ပါတယ်။ရက်အနှဲငယ်အကြာမှာတော့ဒေသခံရဲအရာရှိတယောက်ဟာအလုတ်အားတဲ့အချိန်ဂါရန်ဟွန်စ်မြို့ရဲ့အကြီးဆုံးအိမ်ဆောက်ပစ္စည်းဆိုင်မှာပစ္စည်းသွားဝယ်ရင်းနဲ့အမျိုးသားတယောက်ကအချောက်မြန်တဲ့ဘီလက်မြေတွေအများကြီးရှိလားလို့မေးနေတာကိုသတိထားလိုက်မိပါတယ်။ရဲတယောက်ရဲ့အာယုံခံစားမှုနဲ့ပဲသူကလှည့်ကြည့်လိုက်တာပါ။ကြည့်လိုက်တဲ့အချိန်မှာတော့သူ့တကိုယ်လုံးကြက်သီးတွေဖြန်းကနေထသွားခဲ့ပါတယ်။ဘယ်ရဲဦးထုတ်စောင်းထားပြီးအလုတ်သမားဝတ်စုံဝတ်ထားတဲ့ဒီလူဟာရဲတွေအလိုရှိနေတဲ့ CCTV တွေကလူသက်သမားမဟုတ်ပါလား။ရဲအရာရှိဟာလူသက်သမားရိမ့်မိပြီးရုပ်ရုပ်သဲသဲမဖြစ်အောင်လို့အနောက်ကနေတိတ်တဆိတ်နောက်ယောင်ခံလိုက်သွားခဲ့ပါတယ်။ဒီလိုနဲ့ချောင်နောက်စံထုံးပါလျှို့ဝှက်စွာလိုက်သွားရင်းဒီလူဟာလူသူပြက်လက်တဲ့နေရာကတာမန်အိမ်လေးတစ်လုံးထဲကိုဝင်သွားတာကိုတွေ့လိုက်ရပါတယ်။ရဲအရာရှိကလည်းချက်ချင်းပဲဒီလိပ်စာကိုအမှုစစ်အဖွဲ့စီအမြန်ဆုံးသတင်းပို့လိုက်ပါတော့တယ်။2012ခုနှစ်ဧပြီလ17ရက်နေ့မှာတော့အဲ့ဒီအိမ်ကိုရဲတပ်ဖွဲ့ကဝိုင်းလိုက်ကြပါတော့တယ်။အိမ်ထဲမှာတော့အိမ်ဆောက်ပစ္စည်းတွေနဲ့အမိုက်တရိုက်တွေပြည့်နှက်နေပြီးအိမ်ကိုပြုတ်ပြင်းနေတဲ့ပုံစံမျိုးပေါက်နေတာပါ။ဒါပေမဲ့ထူးဆန်းတာကအိမ်ထဲမှာလောက်ကင်နေတဲ့အလုတ်သမားတစ်ယောက်မှမရှိတာပါပဲ။အိမ်ထဲမှာတော့လူကြီး3ယောက်နဲ့9နှစ်အရွယ်မိန်းကလေးငယ်လေးတစ်ယောက်ရှိနေကြပါတယ်။သူတို့ကတော့အိမ်ရှင်ဖြစ်သူအသက်50အရွယ်ဂျော့ချ်အသက်50အရွယ်သပင်ဖြူဖြူနဲ့အဒေါ်ကြီးအီဇာဘယ်နဲ့ CCTV တဲကအနီရောင်ကာဝင်ဝတ်မိန်းမဘရူနာတို့ဖြစ်ကြပါတယ်။ရဲတွေကစစ်မေးတဲ့အခါမှာတော့ဂျော့ချ်ကအေးဆေးဆေးပင်ကလေးမလေးဟာသူနဲ့ဘရူနာတို့ရဲ့သမီးဖြစ်ပါတယ်လို့ပြန်ဖြေခဲ့ပါတယ်။ရဲတွေကအိမ်နဲ့လိုက်လံရှာဖွေတဲ့အခါပလတ်စတစ်အိတ်ထဲမှာဝတ်ထားတဲ့အမျိုးသမီးအဝတ်စားတွေနဲ့ဂျော့ချ်ကိုယ်တိုင်ရေးထားတဲ့ထူးဆန်းတဲ့စာအုပ်တုပ်ကိုတွေ့ရှိခဲ့ကြပါတယ်။ဒါပေမဲ့ပျောက်ဆုံးနေတဲ့အမျိုးသမီး2ယောက်ရဲ့အရေးအယောင်ကိုတော့ဘာမှရှာမတွေ့ခဲ့ပါဘူး။ဂျော့ချ်နဲ့အမျိုးသမီး2ယောက်ဟာအရန်ကိုတည်ငြိမ်နေကြပြီးရဲတွေရဲ့မေးခွန်းတွေကိုလည်းမပြတ်မကွက်အမှားအယွင်းမရှိပြန်လည်ဖြေဆိုနေကြတာပါ။စုံစမ်းစစ်ဆေးမှုတွေထပ်ပြီးလမ်းစာပျောက်တော့မလို့ဖြစ်နေချိန်မှာပဲရဲအရာရှိတယောက်ဟာအခန်းတောက်မှာကုတ်ကုတ်လေးထိုင်နေတဲ့9နှစ်အရွယ်မိန်းကလေးငယ်လေးကိုတတိထားမိသွားပါတယ်။ကလေးမလေးရဲ့မျက်နှာမှာကြောက်လန့်နေတဲ့အရိပ်အယောင်တွေမကွယ်နိုင်အောင်ရှိနေတာကြောင့်ရဲအရာရှိကကလေးမလေးနားကိုတိုးသွားပြီးဂျီဆယ်လီရဲ့ဓာတ်ပုံကိုပြလိုက်ပါတယ်။ပြီးတော့သမီးဒီအတော်ကြီးကိုမြင်ဘူးလားလို့လေတံအေးအေးလေးနဲ့မေးလိုက်ပါတယ်။ကလေးမလေးကဓာတ်ပုံကိုကြောက်ကြောက်လန့်လန့်နဲ့ကြည့်ရင်ခေါင်းငိမ့်ပြပါတယ်။ပြီးတော့ဖေဖေကသူ့ကိုငရဲပြည်ကိုပို့လိုက်ပြီးသူကလူဆိုးမကြီးမို့လို့ဖေဖေကသူ့ခေါင်းကိုဖြတ်ပြီးခြံထဲမှာမြုပ်ထားတယ်လို့အပြစ်ကင်းစင်စွာနဲ့ထိတ်လန့်ပွဲစကားကိုပြောပြလိုက်ပါတော့တယ်။ဒီနောက်ခြံထဲမှာတူးဖော်မှုတွေစတင်တဲ့အခါအခြေအနေကအတော်လေးစိတ်လေးစရာကောင်းလာခဲ့ပါတယ်။ဂျော့ချ်နဲ့အနီရောင်ကာဝင်ဝတ်မိန်းမကတော့ဘာမှမဖြစ်သလိုရဲတွေမြေကြီးတူးနေတာကိုအေးအေးဆေးဆေးကြည့်နေကြတာပါဒါပေမဲ့စကားသိမ့်မပြောတဲ့သပင်ဖြူဖြူနဲ့အတော်ကြီးအီဇာဘဲလ်ကတော့ရုတ်တရက်တကိုယ်လုံးတုံရင်လာပြီးကြောက်လန့်တကြားနဲ့မြေကြီးပေါ်လဲကျသွားခဲ့ပါတယ်မြေကြီးအပေါ်ယံလေးအောက်မှာရဲတွေဟာအပိုင်းပိုင်းပြတ်နေတဲ့အမျိုးသမီးရုပ်အလောင်း2ခုကိုရှာတွေ့ခဲ့ကြပါတယ်အလောင်းတွေရဲ့ရိုးပေါ်မှာရှိတဲ့အသားတွေကိုဓာတ်နဲ့သေးသေးချာချာလှီးထုတ်ထားတဲ့အစအနတွေကိုဆက်စုပ်ဖွယ်တွေ့လိုက်ရတာပါဒါတွေမကသေးပါဘူးအဲ့ဒီအလောင်း2ခုမြုပ်ထားတဲ့ဘေးနားမှာတတိယမြောက်အလောင်းအတွက်တူးထားတဲ့ကျင်းအလွတ်ကြီးကိုလည်းတွေ့လိုက်ရပါတယ်ဒါကြောင့်လဲဂျော့ရှာအချောက်မြန်တဲ့ဘီလက်မြေတွေကိုတွားဝယ်နေခဲ့တာဖြစ်ပြီးသူတို့3ယောက်ဟာနောက်ထပ်သားကောင်တစ်အတွက်ပြင်ဆင်နေကြတာဖြစ်ပါတယ် DNA စစ်ဆေးချက်တွေအရဒီအလောင်းတွေဟာပျောက်ဆုံးနေတဲ့ဂျီဆယ်လီနဲ့အလက်ဇန်ဒါတို့ဖြစ်ကြောင်းအတည်ပြုနိုင်ခဲ့ပါတယ်ခိုင်လုံတဲ့တပ်တွေအထောက်ထားတွေနဲ့အတူသူတို့3ယောက်ကိုချက်ချင်းလက်ထိတ်ခတ်ဖမ်းဆီးလိုက်ပါတော့တယ်ရဲတွေကတော့ဒါဟာပစ္စည်းလူဖို့ရည်ရွယ်ချက်နဲ့တတ်တာလို့ထင်ခဲ့ကြပေမဲ့စစ်ဆေးရေးအခန်းထဲရောက်တဲ့အခါမှာတော့တကယ်ထိတ်လန့်စရာအမှန်တရားတွေစတင်ပေါ်ထွက်လာပါတော့တယ်။အီဇာဘယ်ကအရင်ဆုံးဝန်ခံလိုက်တာကတော့သူတို့ဟာတက်ယုံတင်မကပဲအဲ့ဒီအမျိုးသမီးတွေရဲ့အသားတွေကိုပါစားခဲ့ကြတယ်လို့ဆိုတာပါပဲ။အဲ့ဒီအချိန်မှာပဲရဲတွေက9နှစ်အရွယ်ကလေးမလေးရဲ့မွေးစင်းကိုစစ်ဆေးကြည့်တဲ့အခါ
သူတို့ပြောနေတဲ့အချက်လက်တွေနဲ့လုံးဝမကိုက်ညီတာကိုတွေ့လိုက်ရပါတယ်။ဒါကြောင့်ဘရူနာဆိုတဲ့အမျိုးသမီးကိုပြင်းပြင်းထန်ထန်စစ်ဆေးမေးမြန်းတဲ့အခါမှာတော့သူဟာတကယ်ဘရူနာမဟုတ်ဘဲအသက်25နှစ်အရွယ်ဂျက်စီကာဖြစ်တယ်လို့ဝန်ခံခဲ့ပါတယ်။ဒါဆိုရင်တကယ်ဂျက်စီကာကဘယ်ရောက်သွားခဲ့တာလဲ။အချိန်ကိုလွန်ခဲ့တဲ့4နှစ်2008ခုနှစ်စီပြန်သွားကြည့်ရအောင်။ဂျော့ချ်တို့3ယောက်ဟာအိုလင်ဒါမြို့မှာနေထိုင်ခဲ့ကြပါတယ်။တကယ်ဂျက်စီကာဆိုတာကတော့အသက်18နှစ်အရွယ်အင်ဂျီမဲ့တကူတော်မိခင်လေးတစ်ယောက်ပါ။သူမမှာ1နှစ်အရွယ်သမီးလေးတစ်ယောက်ရှိပြီးလမ်းစုံတွေမှာတောင်ရန်စားတောက်နေရသူပါ။ဒီနေ့မှာတော့အီဇာဘယ်ကအဲ့ဒီသားအမိကိုတွေ့သွားခဲ့ပြီးကလေးထိန်ဖို့အလုပ်တစ်ခုကမ်းလှမ်းခဲ့ပါတယ်။ဒါဟာဒုက္ခရောက်နေတဲ့ဂျက်စီကာအတွက်တော့နတ်တုတ်တဲ့ထမင်းထုတ်လို့ဖြစ်သွားခဲ့တာပေါ့။သူမဟာမျောလင်းချက်အပြည့်နဲ့အိုလင်ဒါကအိမ်ကိုလိုက်သွားခဲ့ပါတယ်။အစပိုင်းမှာတော့အားလုံးကပုံမှန်ပါပဲ။ဒါပေမဲ့ကြာလာတဲ့အခါမှာတော့အနီရောင်ကောင်ဝင်ဝက်မိမဘရူနာကဂျက်စီကာရဲ့သမီးလေးကိုတိမ့်ပိုက်ဖို့ကြိုးစားလာပါတော့တယ်။ဂျော့ချ်တို့ကလည်းဂျက်စီကာကိုအပြင်မထွက်ခိုင်းပဲဗရင်ပေါက်ပင်မရှိတဲ့အခန်းမှောင်မှောင်လေးထဲမှာပိတ်လောင်ထားခဲ့တာပါ။ဂျက်စီကာကသူ့အတော်စီဖုန်းခိုးဆက်ပြီးအိမ်ပြန်ကျင်တယ်လို့အကူအညီတောင်းခဲ့ပေမဲ့အဲ့ဒီဖုန်းဟာပဲသူ့ရဲ့သေမင်းခေါ်တံဖြစ်သွားခဲ့ပါတယ်။ဂျက်စီကာကကလေးကိုပွေပြီးအတင်းထွက်ပြေးဖို့ကြိုးစားတဲ့အခါဂျော့ချ်တို့အဖွဲ့ဟာသူ့ကိုယုံမထွက်နိုင်အောင်အတင်းလုံးထွေးဖမ်းဆီးလိုက်ကြပါတော့တယ်။အီဇာဘယ်ကမီးဖိုချောင်တွေကဓာတ်ကိုယူပေးလိုက်ပြီးဂျော့ချ်ကဂျက်စီကာကိုရက်ရက်ဆက်ဆက်တပ်ဖြတ်လိုက်ပါတော့တယ်။တပ်ပြီးတဲ့နောက်မှာတော့သူတို့3ယောက်ဟာဂျက်စီကာရဲ့အသားတွေကိုအပိုင်းပိုင်းဖြတ်ရေခဲတစ်တာတွေထည့်ထားပြီးရက်အတော်ကြာအောင်ချက်ပြုတ်စားတောက်ခဲ့ကြတာပါ။အဆိုးရွားဆုံးနဲ့ဆက်ဆုပ်ဖွယ်ရာအကောင်းဆုံးကတော့သူတို့ဟာအဲ့ဒီအသားဟင်းတွေကိုဂျက်စီကာရဲ့1နှစ်အရွယ်သမီးလေးကိုပါကျွေးခဲ့ကြတာပါပဲ။အမှုမှန်ပြောက်အောင်လို့ဂျက်စီကာရဲ့ကြံတဲ့အစိတ်အပိုင်းတွေကိုအိမ်အောက်နဲ့နရံတွေထဲမှာမြုပ်ထားခဲ့ကြပါတယ်။အဲဒီနောက်ဘရူနာကဂျက်စီကာရဲ့မှတ်ပုံတင်ကိုယူပြီးဂျက်စီကာအဖြစ်ဟန်ဆောင်နေထိုင်ခဲ့သလိုဂျော့ချ်ကလည်းကလေးမလေးကိုသူနဲ့ဘရူနာတို့ရဲ့သမီးအဖြစ်တရားဝင်မှတ်ပုံတင်လိုက်ပါတော့တယ်။ဒီကလေးမလေးဟာဘာမှမသိရှာပဲသူ့အမေအရင်ကိုတတ်ခဲ့တဲ့လူသက်သမားတွေကိုမေမေဖေဖေလို့ခေါ်ရင်တစကြီးပြင်းလာခဲ့ရတာဖြစ်ပါတယ်။ဒါဆိုရင်ဘာကြောင့်များသူတို့ဟာဒီလောက်အထိကြောက်စရာကောင်းတဲ့ရက်စက်မှုတွေကိုကျူးလွန်ခဲ့ကြတာလဲ။ရဲတွေကအိမ်ကိုစစ်စစ်ဆက်ဆက်ရှာဖွေတဲ့အခါဂျော့ချ်ကိုတိုင်ရေးထားတဲ့စိတ်ဝေဒနာရှင်တဦးရဲ့ဗျာဒိတ်တော်ဆိုတဲ့စာအုပ်ကိုတွေ့ရှိခဲ့ပါတယ်။ဒီစာအုပ်ထဲမှာတော့သူတို့ရဲ့ဆက်စုပ်ဖွယ်မှောင်မိုက်လာတဲ့အတွေးခေါ်တွေစီရီရေးသားထားတာပါ။တကယ်တော့ဂျော့ချ်ဟာချမ်းသာတဲ့မိသားစုကနေဆင်းသက်လာသူတစ်ယောက်ဖြစ်ပြီးကရာတေခပ်ပတ်နဲ့လည်းရထားဘူးသူပါ။အပြင်လူတွေရှေ့မှာတော့သူဟာပညာတတ်လူကုန်ထံတစ်ယောက်လိုဟန်ဆောင်နေထိုင်လေးရှိပါတယ်။ဒါပေမဲ့တကယ်တော့သူဟာလိန်လေလှည့်ပြားတတ်တဲ့သွေးအေးလူသက်သမားတစ်ယောက်သာဖြစ်ပါတယ်။သူ့အမေရဲ့ပင်စင်လစာတွေကိုလိန်ညာရယူခဲ့တယ်လို့သူ့အမေကိုတောင်တတ်ဖို့ကြံစီခဲ့ဘူးတယ်လို့သူ့ညီဖြစ်သူကဆွဆွဲထားပါသေးတယ်။သူ့ဇနီးအီဇာဘယ်ကတော့ဆင်းရဲတဲ့မိသားစုကဖြစ်ပြီးငယ်စဉ်ကတည်းကလမ်းဘေးမှာမုတ်ရောင်စားခဲ့ရသူပါ။သူမကဂျော့ချ်ကိုအယမ်းချစ်တာကြောင့်ဂျော့ချ်ခိုင်းသမျှမှားမှန်းသိမှန်မှန်သိအကုန်လုပ်ပေးခဲ့သူဖြစ်ပါတယ်။သူတို့ရဲ့အိမ်တော်ရေးကလည်းပုံမှန်မဟုတ်ခဲ့ပါဘူး။ဂျော့ချ်ဟာမင်္ဂလာဆောင်တဲ့နေ့မှာစိတ်ဖောက်ပြန်ပြီးဧည့်သည်တွေကိုတတ်မဲလို့ချင်းချောက်ခဲ့ဘူးပေမဲ့အီဇာဘယ်ကတော့သူ့ကိုစွန့်ပစ်မသွားခဲ့ပါဘူး။အီဇာဘယ်ဟာကလေးနှခါပြတ်ကျဖူးပြီးကလေးထပ်မရနိုင်တော့ပါဘူး။အဲဒီနောက်မှာတော့ဂျော့ချ်ဟာအသက်16နှစ်အရွယ်ကျောင်းသူလေးဘရူနာနဲ့တရားမဝင်ပတ်သက်ခဲ့ပါတယ်။အီဇာဘယ်ကလည်းဂျော့ချ်ကိုအဆုံးရှုံးမခံနိုင်တာကြောင့်သူတို့3ယောက်အတူတူပေါင်းသင်းနေထိုင်တာကိုခွင့်ပြုခဲ့တာပါ။ဘရူနာကလည်းကလေးမရနိုင်ခဲ့ပါဘူး။ကလေးမွေးလို့မရတော့တာကြောင့်ကလေးမွေးစားဖို့ကြိုးစားခဲ့ပေမဲ့ဂျော့ချ်မှာလူသက်မှုရာဇဝင်ရှိနေတာကြောင့်အစိုးရကခွင့်မပြုခဲ့ပါဘူး။ဒီလိုနဲ့သူတို့ရဲ့စိတ်အစဉ်ဟာမှောင်မိုက်လာပြီးလမ်းဘေးမှာတောင်းရမ်းနေတဲ့အမျိုးသမီးတွေကိုမနာလိုဝင်တိုစိတ်တွေဖြစ်ပေါ်လာခဲ့ပါတယ်။ဒါကြောင့်သူတို့3ယောက်ဟာကာတယ်ဆိုတဲ့ဂိုင်းငယ်လေးတစ်ခုကိုဖွဲ့စည်းလိုက်ကြတာပါ။သူတို့ရဲ့ယုံကြည်ချက်ကတော့မတန်ရှင်းတဲ့စင်ရဲသားတကူတော်မိခင်တွေကိုတတ်ဖြတ်ပြီးကဘာကြီးကိုတန့်စင်ပေးရမယ်ဆိုတဲ့စမ်းပြတဲ့အယူဆဖြစ်ပါတယ်။သူတို့ဟာတစ်နှစ်ကိုအမျိုးသမီး3ယောက်နှုန်းတတ်ဖို့ရည်မှန်းထားခဲ့ကြပြီးသားကောင်အဖြစ်ရွေးချယ်ခံရသူတွေကတော့လူအဖွဲ့အစည်းကတတိမထားမိနိုင်တဲ့ဆင်းရဲဒုက္ခရောက်နေသူအမျိုးသမီးတွေဖြစ်ကြပါတယ်။စုံစမ်းစစ်ဆေးချိန်မှာအီဇာဘယ်ဝန်ခံလိုက်တာကတော့သူတို့မှာပတ်စံသိမ့်မရှိတာကြောင့်ဈေးမှာအသားဝယ်ရမယ့်အစားရေခဲတစ်တာတွေကလူသားတွေကိုပဲတုံးခဲ့တာပါလို့ဆိုပါတယ်။သူမကအဲ့ဒီအသားတွေကိုအမွှေးကြိုင်တွေကြက်သွန်တွေနဲ့အများကြီးထည့်ချက်ပြီးလမ်းဘေးမုတ်တွေထဲထည့်ရောင်းခဲ့တာပါ။ဒီမုတ်တွေကိုဆေးရုံတွေကျောင်းတွေနဲ့ရဲစခန်းတွေရှေ့မှာတောင်တွားရောက်ရောင်းချခဲ့ပြီးလူတွေကလည်းအဖွားကြီးကိုတနာတာကြောင့်ဝိုင်းဝယ်စားခဲ့ကြတာဖြစ်ပါတယ်။ဒီသတင်းပြန့်နှံ့သွားတဲ့အခါမှာတော့တမျိုးလုံးထိတ်လန့်တုန်လှုပ်ကုန်ကြပါတော့တယ်။အဲ့ဒီမုတ်တွေကိုစားခဲ့ဘူးတဲ့သူတွေဟာဆေးရုံတွေကိုအလူရက်ပြေးပြီးစစ်ဆေးမှုတွေလုပ်ခဲ့ကြရတယ်လို့ဒေါသထွက်နေတဲ့လူအုပ်ကြီးကလည်းလူသက်သမားတွေရဲ့အိမ်ကိုဝင်စီးပြီးပစ္စည်းတွေကိုဖျက်ဆီးကာမီးရှို့ပစ်ခဲ့ကြပါတယ်။2014ခုနှစ်နဲ့2018ခုနှစ်တွေမှာတော့သူတို့ကိုတရားရုံးကနေတရားစီရင်ခဲ့ပါတယ်။တရားခွင်မှာတော့သူတို့3ယောက်ဟာတယောက်နဲ့တယောက်အပြစ်ပုံချဖို့ကြိုးစားခဲ့ကြတာပေါ့။ဂျော့ချ်ကသူဟာစိတ်ဝေဒနာရှင်ဖြစ်ပါတယ်လို့ဟန်ဆောင်ခဲ့ပေမဲ့ဆေးစစ်ချက်တွေအရသူ
သူဟာစိတ်ပုံမှန်ဖြစ်နေကြောင်းသက်သေပြနိုင်ခဲ့ပါတယ်။နောက်ဆုံးမှာတော့တရားရုံးက George ကိုထောင်ဒဏ်68နှစ် Bruna ကို65နှစ်နဲ့ Isabel ကို62နှစ်အသီးသီးပြစ်ဒဏ်ချမှတ်လိုက်ပါတယ်။သူတို့၃ယောက်ဟာထောင်ဒဏ်တစ်သက်တာလုံးကြာခံရင်သူတို့ရဲ့ဘဝကိုအဆုံးသတ်ရမှာဖြစ်ပါတယ်။9နှစ်အရွယ်မိန်းကလေးငယ်လေးကတော့အခုဆိုရင်အရွယ်ရောက်လာပြီဖြစ်ပါတယ်။သူမကသူ့ရဲ့မွေးစည်းရင်းထဲကနေ George ရဲ့နာမည်ကိုပယ်ဖျက်ပေးဖို့တရားရုံးမှာလျှောက်ထားခဲ့ပါတယ်။သူမအနေနဲ့ဒီလိုရက်ဆက်လာတဲ့လူသက်သမားကိုဖခင်အဖြစ်ဘယ်တော့မှမတတ်မှတ်ချင်တော့လို့ပါပဲ။ကဲဒီနေ့ရဲ့ဖြစ်ရမှန်မှုခင်းဇာတ်လမ်းကတော့ဒီလောက်ပါပဲ။အဆုံးထိအားပေးနားဆင်ခဲ့ကြတဲ့အတွက်ကျေးဇူးအများကြီးတင်ပါတယ်။နောက်ထပ်ဇာတ်လမ်းတွေမှာပြန်တွေ့ကြမယ်နော်။